ဒီဟောပေါ်အရသာကိုကြိုက်လွန်းလို့အချင်းရေတော်မှပဲခွက်လိုက်လောင်းပြီးတော့အားရပါရစားပစ်ခဲ့ရတယ်ဗျာပုံမှန်ဟောပေါ်ရတာတွေကိုညင်းငွေလာပြီဆိုလို့ရှိရင်ဘက်တစ်ထောင်လမ်းမှာရှိတဲ့ဒီဆိုင်ကိုလာစားကြည့်ပါကျွန်တော်တို့ဘာတွေထူးခြားလဲဆိုတာကိုဝင်ပြီးစားပြပါမယ်ကဲဘာမှမစားခင်မိမတင်ပေးထားတဲ့အတိုင်းအစာမစားခင်ရေလေးနဲ့တောက်မှာဖြစ်ပါတယ်ပြီးလို့ကတော့လုံးဝအမုန်းဆွဲတော့မှာဖြစ်ပါတယ်ဒါလေးကတော့ဟောပေါ်ဆိုင်တိုင်းမှာမရတဲ့ဝတ်သားပေါ်မှာငါးဦးတွေကိုနန်းချင်းတင်ပေးထားတဲ့ဟင်းပွဲလေးပဲဖြစ်ပါတယ်ဒါလေးကတော်တော်မှစားကောင်းတာပါဗျာငါးဦးရဲ့အရသာပြီးရင်ကြိတ်ထားတဲ့ဝတ်သားအရသာလေးပါဇက်ထဲမှာထုတ်နဲ့လုံးဝရှယ်ပဲဟောပေါ်ဆိုလို့ရှိရင်ကျွန်တော်မိမစားတိုင်းကျွန်တော်ကလိုက်စားနေတော့လေတခါလာလဲဒီအရသာတဆိုင်သွားလဲဒီအရသာမို့လို့ကျွန်တော်ကလေဟောပေါ်ကိုမုန်းတလောက်တောင်ဖြစ်နေပြီအဲ့လောက်ထိစိတ်ကုန်နေတဲ့ကျွန်တော်တောင်မှပဲဒီဆိုင်ကိုရောက်တော့ကျွန်တော်အများကြီးပဲစားပြစ်သွားတယ်ဗျာဒီဆိုင်မှာဟင်းရည်တွေကလည်းအရန်ကောင်းနေဗျာဒါပေမဲ့ကျွန်တော်မိမတောက်နေတဲ့မာလာတုံရဟင်းရည်ကအရန်ဆက်လို့ဆိုပြီးကျွန်တော်တောက်နေတဲ့တုံရဟင်းရည်နဲ့လဲသွားတယ်ဗျာခက်တီတီနဲ့ဒါပေမဲ့လည်းကျွန်တော်အဆက်ကြိုက်တဲ့သူဆိုတော့အဆင်ပြေပါတယ်ရှူးရှူးရှဲရှဲတော့ဖြစ်သွားတာပေါ့ဗျာကျွန်တော်ချစ်ဆုံးလေးဟာကျွန်တော်အရန်ကြိုက်မှန်းသိလို့ jellyfish ကိုသူကိုယ်တိုင်ပြုတ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်အရန်ကြိုက်တာဗျာဘိတ်မှာဆိုလည်းအမြဲစားပြစ်တယ်ဒီရေခူကလေဝါလိုက်လို့ရှိရင်ထုတ်ဖြစ်နေရလေးကိုကျွန်တော်သဘောကျတာဒီဆိုင်မှာကျွန်တော်အရန်ကြိုက်တဲ့ wine star တွေလည်းရသေးတယ်ဗျာအကောင်အကြီးတွေမဟုတ်ပေမဲ့အရသာကတော့တကယ်ကောင်းပါတယ်အသားတွေဆိုလို့ရှိရင်လည်းစိတ်တန်နဲ့ကျွန်တော်အများကြီးစားနိုင်ခဲ့တယ်ဘာလို့လဲဆိုလို့ရှိရင်ဒီဆိုင်က hygiene အရန်ကောင်းတယ်ဗျာဟင်းပွဲတွေခင်းထားတဲ့ပုံစံလေးကိုကျွန်တော်သဘောကျလို့သူတို့ဟာဟင်းပွဲတွေကိုဒီလိုမျိုး plastic လေးနဲ့အုပ်ထားပေးတယ်ဗျာ rotating hot pot ရဲ့သဘောတရားတစ်ဆိုင်လုံးလှည့်ပတ်ပြီးသွားနေတာဆိုတော့ဒီလိုလေး plastic လေးအုပ်ထားပြီးတော့အဆင်ပြေတာပေါ့ဗျာရေတွေအေးတွေဘီယာတွေဆိုလို့ရှိရင်လည်းဘေးမှာထားယူစရာမလိုရှေ့ကနေယူပြီးတောက်လိုက်ရုံပဲသူတို့ကတောက်ဖို့အတွက်ရေခဲကွက်လေးတွေလာချပေးတယ်အဲ့တခုလည်းအဆင်ပြေတယ်ဗျ hot pot ဆိုင်တွေရဲ့အသက်ဖြစ်တဲ့အချင်းရေကလည်းတော်တော်လေးကောင်းတယ်ရွေးချယ်စရာအချင်းရည်တွေလည်းအများကြီးရှိတယ်ကျွန်တော်ကတော့တော်တော်သဘောကျတယ်ကဲဒီမှာကျွန်တော်အရန်ကြိုက်တဲ့နောက်တစ်ခုအယိုးမပါတဲ့ကြက်ချီဘဝအသားကလည်းအပြည့်ဆိုတော့စားရတာလုံးဝထုတ်နဲ့ share ပဲဒီဟင်းပွဲလေးဆိုလို့ရှိရင်လည်းဝက်သားပေါ်မှာ cheese တွေတင်ထားပေးတယ်တခါတည်းပြုတ်ပြီးစားရုံပဲအရသာလည်းနူးညံ့ပြီးအရန်ကောင်းပါတယ်ဒီဟာလေးကတော့ကျွန်တော်ရဲ့မိန်းမအကြိုက်ဆုံးတစ်ခုဖြစ်ပါတယ်ဒီခီယူကရည်ရတယ်ဗျအိုးတွေကထွက်လာတဲ့အချိန်မှာအခွန်နဲ့အသားတယောက်နဲ့တယောက်မခေါ်ကြဘူးခေါ်တာမခေါ်တာကတော့သူတို့ကိစ္စဗျအဓိကအရသာကောင်းမှုပဲမဆိုးဘူးရတာလေးကစိတ်နေရပဲဘေးကနေအေးကြီးကြည့်နေတဲ့ကျွန်တော်ရဲ့အချစ်ဆုံးလေးရတယ်ကျွန်တော်စားနေတဲ့အချင်းရည်တွေခန်းနေပြီမို့လို့အချင်းရည်အသေးလေးလဲပေးတယ်ဘလောက်တောင်ချစ်ဖို့ကောင်းလဲကြည့်ပါဦးပြီးရင်သူကပြောသေးတယ်အသီးရွက်ကိုစားရမယ်တဲ့ကျွန်တော်မစားချင်ဘူးဆိုတော့မရဘူးတဲ့အစိတ်အတော့ပြောင်စားရမယ်ဆိုလို့မိန်းမစကားနှက်ထောင်ပြီးစားခဲ့ရပါသေးတယ်ဗျာပစုံဆိုလို့ရှိရင်လည်းတော်တော်လေးလက်တယ်ဗျလက်တောင်မှတင်းနေတာပဲဝါတာဒါကတော့ဒီဆိုင်မှမဟုတ်ပါဘူးထိုင်းဆိုင်တော်တော်များများကတော့ seafood တွေလက်တာတော့အားလုံးသိပါတယ်ပစုံတွေကခွာပြီးသားလေးဖြစ်တော့အရင်ကလိုမျိုးကျွန်တော်မိန်းမကိုကျွန်တော်ကိုယ်တိုင်ခွာပေးစရာမလိုခွန့်ကြွေးလိုက်ရုံပဲမိန်းမရေကိုဘလော့ထဲမှာဝင်ပါပေးပါအောင်လို့ကျွန်တော်အတင်းတောင်းဆိုနေတဲ့အတွက်ကြောင့်မလို့သူမပါခြင်းနဲ့အေးတောက်တဲ့တခန်းတော့ဝင်ပြီးပါသွားပေးရှာပါတယ်ဒီဆိုင်လေးကတော့ကျွန်တော်တို့မြန်မာတွေဘတ်တထောင်လမ်းလို့ခေါ်ကြတဲ့ဘန်ကောက်မြို့ကဘန်တက်ထောင်လမ်းမှာရှိတာဖြစ်ပါတယ်ဒီဆိုင်မှာအချိုပွဲတွေစားစရာတော့မရှိပါဘူးကျွန်တော်တို့ကတော့အဲ့ဒီညကဘန်တက်ထောင်လမ်းမှာရှိတဲ့ပေါမုတ်ဆိုင်မှာပဲအချိုသွားတဲခဲ့တာဖြစ်ပါတယ်ဟင်းပွဲတွေရဲ့ဈေးနှုန်းကိုလည်း9ဘက်ကနေဘတ်60အထိအယောင်လေးတွေနဲ့ရှေ့မှာရေးထားပေးပါတယ်စားကောင်းနဲ့စားလိုက်တာဒီလောက်ဖြစ်သွားပါတယ်ကျွန်တော်မိန်းမစားတာတော့နည်းနည်းကျွန်တော်စားတာတော့များများပေါ့ဗျာသူကတော့ပြောရှာပါတယ်ပြောတော့မကြိုက်ဘူးဆိုပြီးတော့သူ့လက်ကြီးပဲဒီဆိုင်မှာသွားစားမယ်ဆိုရင် The One ဆိုတဲ့ application မှာဝင်ပြီးတော့ကြိုပြီး booking လေးလုပ်သွားဖို့လည်းမမေ့ကြနေဘူးเนาะ